ဝန်ပလွေလူလင်ရဲ့လှုပ်ဝက်ဆန်းကျဲဘဝဆက်ကြောင်းဒီကောင်လေးဟာစတိတ်အသားကင်စတိတ်တလုံးကိုခိုးစားမိလိုက်တာနဲ့သူ့ရဲ့မွေးမိခင်ဖြစ်သူမိခင်ရန်ကသူ့ကိုလှုပ်ဝက်မြေအောက်ခန်းထဲမှာချက်ချင်းပိတ်လောင်ထားလိုက်ပါတယ်။မိုးလင်းသွားတဲ့အခါမှာတော့ထူးဆန်းစွာပဲတန်တကားတစ်ခုလုံးမှာကုတ်ချရာတွေနဲ့ပြည့်နေနေပြီးထူထဲလာတဲ့တန်ကြိုးကြီးကြီးတစ်ချောင်းကိုတောင်သူကကိုက်ဖြတ်ထားတာကိုတွေ့လိုက်ရပါတယ်။မင်းညကသူ့ရဲ့ခွန်အားတွေတိတိတသားကြီးတန်မာလာခဲ့တာပါ။မိခင်ရန်ကသူ့ကိုအသားလုံးဝမကြွေးတာဟာသူ့ရဲ့အတွင်းတရံကဝန်ပလွေပီစာတွေနှိုးထပေါက်ကွဲလာမှာကိုကြောက်ရွံ့နေလို့ပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ကောင်လေးကိုစကားနားထောင်လာစေဖို့အတွက်မိခင်ရန်ကသူ့ရဲ့မွေးဖွားခြင်းလှုပ်ဝက်ချက်ကိုဖွင့်ဟပြောပြလိုက်ပါတော့တယ်။လွန်ခဲ့တဲ့9နှစ်ကလှုပ်ဝက်ချက်လွန်ခဲ့တဲ့9နှစ်ကမင်းရဲ့မွေးမိခင်ဟာချောမောလှပတဲ့အမျိုးသားတစ်ယောက်နဲ့ဆုံတွေ့ခဲ့တယ်။သူတို့နှစ်ယောက်ဟာညတန်းကောင်ရံမှာတောင်ထိပ်တစ်ခုပေါ်ကိုတက်သွားပြီးပေါ်ပြလို့မရတဲ့မဖွယ်မရာကိစ္စတွေကိုလုပ်ခဲ့ကြတာပေါ့။ကိစ္စပြီးသွားတဲ့အခါကျမှအဲ့ဒီချောမောတဲ့လူဟာတကယ်တော့ဝန်ပလွေလူသား Wolf တယောက်ဖြစ်နေမှန်းမင်းမေသိလိုက်ရတယ်။ဒါပေမဲ့အခြေအနေတွေကဒီအဆင့်ထိရောက်သွားပြီဖြစ်လို့သူလည်းကံကြမ္မာကိုလက်ခံလိုက်ရုံပဲရှိတော့တာပေါ့။မကြခင်မှာပဲမင်းမေကိုဝင်ရလာခဲ့တယ်။သူအဲ့ဒီဝန်ပလွေလူသားကိုလိုက်ရှာဖို့စူးစမ်းခဲ့သေးပေမဲ့ဘလို့မှရှာမတွေ့ခဲ့ဘူး။ဒါကြောင့်သူကငါ့ကိုမင်းတို့အိမ်မှာကလေးတင်းဖြစ်လာလို့ဖို့ငှားရမ်းခဲ့တာကိုဝင်ဆောင်နေစဉ်အတွင်းမှာမင်းမေဟာနေတိုင်းမူးယုနေအောင်တောက်ပြီးလက်ဆက်တဲ့အသားစိမ်းတွေကိုအရန်ကြိုက်နှစ်သက်ခဲ့တယ်။ညဘက်ဆိုရင်လည်းအပြင်ကိုခိုးထွက်ပြီးလမ်းဘေးကလေလွင့်ကြောင်တွေကိုဖမ်းပြီးညစာဖြစ်စားလေးရှိတယ်။တရက်မှာတော့ငါဈေးဝယ်ပြီးအိမ်ပြန်လာတဲ့အချိန်မှာအဲ့ဒီညဟာလပြည့်ညဖြစ်နေတာကိုသတိထားမိလိုက်တယ်။ငါတကားတွန်းဖွင့်ပြီးဝင်လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လုံးဝဆွန့်သွားခဲ့ရတယ်။မင်းအမေကအသက်မရှိတော့ဘဲတေဆုံးနေပြီးမင်းကတော့ကျန်းပြင်ပေါ်မှာရှောက်သွားနေတာပေါ့။မင်းရဲ့ကြောက်စရာကောင်းတဲ့မျက်နှာကိုမြင်ပြီးငါမင်းကိုမြေကမ်းဘေးမှာဆုံးဖြတ်ထားခဲ့ပြီးကိုကံကြမ္မာကိုရင်ဆိုင်ပါစေတော့လို့ဆုံးဖြတ်ခဲ့မိတယ်။ဒါပေမဲ့မင်းရဲ့ငိုတန်ကိုကြားလိုက်ရတဲ့အခါငါနှလုံးသားကချက်ချင်းပဲပြောညံ့သွားခဲ့ပြန်တယ်။ကိုချင်းစာတရားကြောင့်ငါမင်းကိုအိမ်ပြန်ခေါ်လာခဲ့တယ်ပြီးတော့အာဝေးဆိုတဲ့နာမည်လေးတစ်ခုပေးခဲ့တာပေါ့။9နှစ်ကြာပြီးတဲ့နောက်မှာငါကမင်းကိုလူသားတစ်ယောက်လိုပြုစုပြောထောင်ပေးခဲ့ပေမဲ့ညဘက်ရောက်ရင်တော့မင်းကဝန်ပလွေလူသားဖြစ်ပြောင်းလဲနေတော့မယ်။ဒါတွေကိုတခြားလူတွေသိသွားရင်မင်းကိုတက်ခွဲခန်းထဲမှာစမ်းတက်ဖို့ဖမ်းခေါ်သွားကြလိမ့်မယ်။ကုန်းတိုက်ကြီးတွေကမမျှော်လင့်ထားတဲ့အနေနဲ့ဒါတွေကိုကြားပြီးတဲ့နောက်မှာတော့အာဝေလည်းမိခင်ရဲ့ခက်ခဲပင်ပန်းမှုတွေကိုနားလည်သွားခဲ့ပါတယ်။ဒါပေမဲ့ပေါ်ဆက်တဲ့အတိုင်းနောက်တစ်နေ့မှတင်သူကဒီကိစ္စကိုမေ့သွားခဲ့ပြန်ပါတယ်။ကျောင်းစင်းတော့သူနဲ့အတန်းဖော်ဖြစ်တဲ့ဝါတုတ်လေးဟာကုန်းတိုက်ကြီးတွေကိုသွားကစားကြပါတယ်။သူတို့ကစားလိုက်ကြတာကုန်းတိုက်ပိတ်ချိန်ထိရောက်သွားပေမဲ့မဝသေးဘူးလို့ခံစားရတာကြောင့်နှစ်ယောက်သားအပြင်ကိုမထွက်ဘဲကုန်းတိုက်ထဲမှာပဲပုံနေခဲ့ကြတယ်။တစ်ဖက်မှာလည်းမိခင်ရန်ဟာအာဝေအိမ်ပြန်မလာတာကြာပြီဖြစ်တဲ့အတွက်ရင်ထဲမှာအလွန်ထိတ်လန့်ကြောက်ရွံ့နေပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်ရန်မှာနာမင်းကြီးဟာထွက်ပြူလာခဲ့ပြီဖြစ်ပြီးအာဝေရဲ့ခန္ဓာကိုယ်ဟာလည်းစတင်ပြီးသွေးပြက်ပွဲပြောင်းလဲလာပါတော့တယ်။ဒါကိုမြင်နေရတဲ့ဝတ်တုပ်လေးကတော့အာဝေကသူ့ကိုဟာတာပြပွဲလုပ်ပြနေတယ်လို့ထင်နေရှာပါတယ်။နောက်နှစ်ဒီလိုချိန်ဟာသူ့ရဲ့တေးနေ့အတူပါနှစ်ပတ်လည်းဖြစ်လာတော့မယ်ဆိုတာကိုတော့ဒုက္ခများလုံးဝမသိရှာပါဘူး